ပစ္စည်းမျိုးမေးကတော့များတယ်ဗျဟောကျွန်တော်တို့ခုနဒီဟိုပါဘောနော်အချိုရည်တွေပါတယ်နောက်ပြီးတော့ခုနကမျိုးသမီးသားစဉ်သုံးတွေပါတယ်အဝတ်ထည်တွေပါတယ်စောင်ပါတယ်မီးချစ်တို့ခုနကဂျစ်တန်ကတ်တွေပါမယ်နော်အဝတ်စားတွေပါမယ်စရှိမြတာဒီကျွန်တော်တို့ပါတယ်ပေါ့နော်နောက်ပြီးငွေသားနေနေတဲ့ပါတော့အားလုံးပေါင်းကျွန်တော်300ကျော်ပေါ့နော်အဓိကလည်းကျွန်တော်တို့ကဒီမှာအလူရှင်နေတဲ့နေရာတွေကိုတူချင်တာပါနောက်ဟိုကတော့ထက်နေတဲ့နေရာပဲသွားလို့တော့ဟိုတော့များရင်ဖြစ်နေမှာပေါ့နော်ဒါအခုကျွန်တော်တို့ဒီမှာဟိုတိတ်ပြီးတော့လူရှင်တွေမလာကြတဲ့နေရာတွေကိုကျွန်တော်လာလူချင်တဲ့အတွက်ဒီဘက်ကိုပဲရွေးချယ်ပြတာပါနာနဲ့ပြပေးသားလို့ပါတောက်ပေါ်ပြီးပါနော်ကျွန်တော်အားလုံးရဲ့ကိုသားဒါလူရဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့အများကြီးကျေးဇူးတင်ပါတယ်အခုလိုဒုက္ခရောက်နေဒါပေးတဲ့အတွက်ကျေးဇူးတွေအများကြီးတင်ပါဟောဘာပစ္စည်းတွေပါလဲဆိုတော့ကျွန်တော်တို့ခုနကစားစရာတွေခုနအချိုရည်တွေနောက်ခုနမျိုးသမီးလားစရာတော့အဝတ်အထည်ဟောဗောနော်ဒီပစိုးတို့ပါတော့နောက်ဆောင်တွေပါတယ်ပါပါတယ်နောက်မီချစ်တို့ပါပြောင်းနိုင်တို့ဗောနော်လိုအပ်တာတော်တော်များပါပါတယ်တယောက်ကိုကျွန်တော်ဟိုလောက်ပါမယ်ဒါ1000ခွဲ2000စာပြတော့ပါတယ်ခင်ဗျဟုတ်နော်ကျွန်တော်ခုနဟိုတူလိုက်တာ150 200ပေါ့ဟုတ်ကျွန်တော်ဖွဲ့ရအဖွဲ့နာမည်ကတော့ light house ဟောပရာဟိတအဖွဲ့ပေါ့နော်လူမှုကွန်ရက်အသင်းပါဟုတ်ကျွန်တော်နာမည်ပြည့်ဖြုံးငွေပါကျွန်တော်ဒီအဖွဲ့မှာကျွန်တော်တို့ဒီသွေးလူတန်းအဖွဲ့ရဲ့အဖွဲ့ခေါင်းဆောင်ပေါ့နော်ဟုတ်ဒီ light house အောက်မှာဖွဲ့စည်းထားတဲ့ကျွန်တော်တို့ဒီမြန်မာရေချောင်းပရာဟိတသွေးလူရှင်များအဖွဲ့ဆိုပြီးတော့ကျွန်တော်ဖွဲ့ထားတယ်အဲ့ဒါရအဖွဲ့ခေါင်းဆောင်ပေါ့ဟုတ်ကဲ့ကျွန်တော်ကတော့အခုလက်ရှိကျွန်တော်56ကြိမ်မြောက်သွေးလူရှင်ပေါ့နော်အဲ့တော့ကျွန်တော်ဒီရေချောင်းနဲ့ပတ်သက်တဲ့ခုနကဒီရေချောင်းသမောသားတို့เนาะကျွန်တော်ဒီရေချောင်းလောကတော့ဟိုဟာဒီចောင်းသူចောင်းသားတွေနဲ့ပေါင်းပြီးတော့ကျွန်တော်ဒီအဖွဲ့သွေးလူရှင်ဖွဲ့ထားတယ်ကျွန်တော်၄လတစ်ချိန်သွေးလှူပါတယ်အဲ့အဖွဲ့ကနေပြီးတော့ကျွန်တော်အခုဒီဟိုပါဗောနော်ဒီကျွန်တော်တို့သမောသားအဖွဲ့တွေနဲ့ကနေပြီးတော့ပေါင်းပြီးတော့ကျွန်တော်တို့ဒီမှာဒီနေ့လာလှူတာဖြစ်တာပေါ့အဲ့ကျွန်တော်မနေ့ကရောက်တာပါခင်ဗျမနက်ကရောက်တာလမ်းကြီးကအဆင်ပြေပါတယ်เนาะတချို့နေရာတွေမှာကျွန်တော်တို့ဒီပျက်စီးနေရလွယ်ဂျန်နယ်တော်တော်များအဆင်ပြေပါတယ်ဟုတ်ခုဒီလိုမျိုးမြင်ရတာခုတော့မျိုးเนาะဖျားပြက်တွေတွေ့ရတယ်နောက်ဒီရောခုနအိမ်ပြက်တွေတွေ့ရတယ်နောက်ခုလမ်းလူဟိုเนาะဒီမန္တလေးသူမန္တလေးသားတွေလည်းခုလိုမျိုးအခြေအနေမျိုးတွေ့တော့ကျွန်တော်စိတ်မကောင်းတဲ့အခါကျတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကျွန်တော်စဉ်းစားတာပေါ့เนาะဒါဘာလို့ရင်ကောင်းမလဲအဲ့ဒါနဲ့ကျွန်တော်တို့ဒီတင်းလာနေကြတော့ဒီကျွန်တော်တို့ကိုလှူနေကြဒီဟိုပါတော့ကုမ္ပဏီတစ်ခုဖြစ်တဲ့ဝိုင်ယန်ကုမ္ပဏီကနေပြီးတော့ကျွန်တော်ကိုဟိုပါတော့လက်ဖုန်းဆက်တယ်ဖုန်းဆက်ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲပေါ့နော်ဒီငလင်အတွက်ကိုအဲ့ဒါနဲ့ကျွန်တော်โอเคကျွန်တော်လုပ်ပေးမယ်အဲ့ဒါအကနေမှချက်ချင်းပေါ့နော်အာဂျန်စီစဉ်ရတာပေါ့ဒီနေ့ဒီပစ္စည်းတွေလှူနိုင်ဖို့ဆိုတာအာဂျန်စီစဉ်ရတယ်အဲ့ဒါနဲ့ကျွန်တော်တို့တောက်ကြနေစထွက်လာတယ်ပေါ့နော်ပစ္စည်းမျိုးမေးကတော့များတယ်ဗျဟောကျွန်တော်တို့ခုနဒီဟိုပါပေါ့နော်အချိုရည်တွေပါတယ်နောက်ပြီးတော့ခုနကမျိုးသမီးသားစဉ်သုံးတွေပါတယ်အဝတ်ထည်တွေပါတယ်စောင်ပါတယ်မီးချစ်တို့ခုနကဂျစ်တန်ကတ်တွေပါမယ်နော်အဝတ်စားတွေပါမယ်စရှိမြတာဒီကျွန်တော်တို့ပါတယ်ပေါ့နော်နောက်ပြီးငွေသားနေနေတဲ့ပါတော့အားလုံးပေါင်းကျွန်တော်300ကျော်ပေါ့နော်ကျွန်တော်ခုဒါဟိုအမရဘူးကခရိုင်ကပေါ့နော်ဒီခရိုင်အုပ်ချုပ်မှုပေါ့ဒုဟိုပါညွှန်ကြားမှုဒီသူရရနိုင်ဘူးပေါ့ကျွန်တော်တို့ဒီဘက်မှာဟိုလာလူဖို့เนาะကျွန်တော်တို့ဒါချိတ်ဆက်ပြီးတော့ကျွန်တော်တို့ပြောပြတဲ့အတွက်ကျွန်တော်ဒီဘက်မှာလာလူတာပေါ့နော်အဓိကလည်းကျွန်တော်တို့ကဒီမှာအလူရှင်နေတဲ့နေရာတွေကိုတူချင်တာပါနောက်ဟိုကတော့ထက်နေတဲ့နေရာပဲသွားလို့တော့ဟိုတော့များရင်ဖြစ်နေမှာပေါ့နော်ဒါအခုကျွန်တော်တို့ဒီမှာဟိုတိတ်ပြီးတော့လူချင်းတွေမလာကြတဲ့နေရာတွေကိုကျွန်တော်လာလူချင်တဲ့အတွက်ဒီဘက်ကိုပဲရွေးချယ်ပြတာပါကျွန်တော်ဝမ်းသာပါတယ်ဗျကျွန်တော်တို့ဘာပြောဒီရန်ကုန်ကနေပြီးတော့ဒီမန္တလေးကိုပင်ပန်းခံပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီမှာဟိုပင်ပန်းခံပြီးတော့ဟိုကားတွေမောင်းမဲ့တက်လာတယ်ပြီးလို့ရှိရင်ခုနလိုမျိုးပေါ့နော်ဒီပစ္စည်းတွေဝယ်ချမ်းတယ်ဒီမှာကျွန်တော်ပင်ပန်းခံပြီးတော့လာလူတဲ့အတွက်ကိုကျွန်တော်တို့လည်းဟိုပင်ပန်းလည်းဝမ်းသာတယ်နောက်ပြီးတော့ကျွန်တော်လည်းဆက်လူဖို့ရှိပါသေးတယ်အခုကျွန်တော်ပြီးလို့ရှိရင်ဒီမန္တလေးဟိုဆေးရုံကြီးသွားမယ်ကျွန်တော်ဆေးပစ္စည်းတွေပါမယ်ပေါ့နော်ဆေးပစ္စည်းတွေသွားလူမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဟိန္ဒူဖျားချောင်းတစ်ခုလည်းကျွန်တော်သွားလှူဖို့ရှိပါသေးတယ်ဟုတ်အဲ့လေးတွေကိုလည်းဝမ်းသာပါတယ်ဘာပြောခုနကလိုင်းမှာတွေ့ရတာကျွန်တော်လည်းတော်တော်စိုးရင်ဟွာပေါ့နော်ဒီလိုမျိုးဝိုင်းလူတွေတို့ဘာလို့တော့အဲ့ဒါမျိုးဖြစ်တယ်ဆိုဟာကျွန်တော်တို့လည်းဘယ်လိုလုပ်မလဲပေါ့နော်ကျွန်တော်ဒီမှာလာလူတဲ့အဖွဲ့တွေဆိုလည်းကျွန်တော်စိုးရင်တယ်ဒီမှာလည်းခုနကစနေကြလေးဟိုလာလူတာတွေ့ရတော့လေကျွန်တော်လည်းဝမ်းသာတယ်ခင်ဗျဘာပြောဒီကဟိုကြေးရဟိုဒီပြည်သူလူတို့လည်းကျေးဇူးတင်ပါတယ်ကျွန်တော်အခုမန္တလေးဆေးရုံကြီးသွားဖို့ရှိပါတယ်။မဆေးသွားလို့မှာပေါ့နော်။ဟုတ်ပြီးလို့ရှိရင်ကျွန်တော်ကလှမ်းပြောထားတဲ့ဟိုဗလီတစ်ခုရှိဗလီမဟုတ်ဘူးကျွန်တော်အိမ်လူဖျားเจ้าပေါ့အိမ်လူဖျားเจ้าလည်းကျွန်တော်သွားလို့ရှိပါတယ်ဟုတ်။မခွဲကြပါဘူးကျွန်တော်တို့ဘလူပဲဖြစ်ဖြစ်ပေါ့နော်ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာနေတယ်ဆိုတော့အကောင်လုံးကမြန်မာပြည်သူလူထုပဲပေါ့နော်။အားလုံးကတော့ကျွန်တော်တို့ဟိုပေါ့နော်တမိတဲ့နေတည်ရတဲ့တောက်ပါပဲ။ကျွန်တော်တို့ကလူမျိုးခွဲခြားရေးစိတ်မရှိပါဘူး။မရှိပါ